မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးနေ့တိုင်းလိုလိုလုပ်နေကြပါမယ်တိတ်ပြီးတော့အလီမထားမိတယ်အိတ်ဆက်ချင်းဆိုတဲ့အရာရဲ့နောက်ွယ်ကအန်အောဆရာကောင်းတဲ့တိတ်ပံပညာကြောင့်ကိုဒီနေ့မှာအထူးတူခီးထွက်ကြည့်ကြရအောင်ပါဒီမိကုန်းကတော်လင်းစီဝင်စားဖို့ကောက်တယ်နော်လူသားတွေရဲ့အခြေခံအကြဆုံးလှူဝဲချက်တစ်ခုကိုအပြေးရှာမဲ့ဒီခရစ်စင်ရဲ့အစလို့ပြောလို့ရပါတယ်တကယ်တော့လေအိတ်ဆက်ချင်းဆိုတာအချိန်ဖြုံးနေတာလုံးဝမဟုတ်ပါဘူးကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ဦးနောက်ကမရှိမဖြစ်တဲ့ဖြစ်စဉ်ကြီးတစ်ခုပါဟုတ်ပြီ။ဘာကြောင့်အဲ့လောက်တောင်အရေးကြီးရလဲဆိုတာကိုတူတူရှာဖွေကြည့်လိုက်ကြရအောင်။ဟုတ်ပြီ။ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့အဲ့ဒါနိုးတာဒီတန်တရားလက်ပတ်မှုရေးတစ်ခုလုံးကိုထိန်းချုပ်နေတဲ့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းနာရေးအကြောင်းကိုဆက်လိုက်ကြရအောင်။ဒီစနစ်ကို circadian rhythm လို့ခေါ်ပါတယ်။ပြောရရင်တော့ဒါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ24နာရီပတ်လုံးအလုပ်လုပ်နေတဲ့ကိုယ်ပိုင်ဇီဝနာရီလေးတစ်ခုလိုပါပဲ။သူကပတ်ဝန်းကျင်ကအလင်းမောင်ကိုလိုက်ပြီးတော့ကဲအခုအိတ်ချင်းရောက်ပြီအခုအလုပ်လုပ်ချင်းရောက်ပြီဆိုပြီးတော့အချက်ပြပေးနေတာပေါ့။ကဲဒီနာရီပုံစံလေးကိုတစ်ချက်ကြည့်လိုက်အောင်ဒါကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတနည်းတာလုံးပါရီဖြစ်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါဥပမာအနေနဲ့ကြည့်မယ်ဆိုရင်မနက်4:30မှာခန္ဓာကိုယ်ပူချင်းအနှိမ့်ဆုံးဖြစ်နေတာကနည်းနည်းချိုက်ချိုက်အီးပျော်နေတဲ့လက္ခဏာပေါ့ပြီးတော့မနက်10:00နာရီလောက်မှာဆိုရင်တော့နိုးကြမှုအမြင့်ဆုံးအဆင့်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်ဒီ slide မှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကတော့ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေဟာနေ့နဲ့ညမှာဘလောက်တောင်ကွာခြားသွားလဲဆိုတာပါပဲနေကင်းဘက်မှာဆိုရင်အားရင်အပြည့်နဲ့လှူရှားနေတဲ့အချိန်မှာညဘက်ရောက်လာနဲ့မြခန္ဓာကိုယ်ကအနားယူဖို့တဖြည်းဖြည်းနဲ့ပြင်ဆင်လာပါပြီအထူးသဖြင့်ည9:00နာရီလောက်မှာဆိုရင်အိတ်ဆက်ချင်းကိုအချက်ပြမဲ့ melatonin ဖောင်းမောင်စပြီးထုတ်လုပ်ပါပြီကဲအခုဆိုရင်အိတ်ဆက်ချင်းအတဲ့အဓိကကြတဲ့ဓာတုပစ္စည်းတနည်းအားဖြင့်ပြောရင်တော့အိတ်ဆက်ချင်းရဲ့တောချက်ဖြစ်တဲ့ဟော်မုန်းတစ်မျိုးကြောင့်ကိုဆက်ပြီးကြည့်လိုက်အောင်သူ့ရဲ့နာမည်ကတော့ melatonin ပါသူကဦးနောက်ထက်က pineal gland လို့ခေါ်တဲ့ဂလင်းငယ်လေးကနေအမှောင်ကိုတုံ့ပြန်ပြီးထုတ်လို့ပေးပါရဲ့သူရဲ့အဓိကတာဝန်ကတော့ကျွန်တော်တို့ရဲ့ဇီဝနာရီကိုထိန်းညှိပေးပြီးအိပ်ပျော်အောင်ကူညီပေးဖို့ပါပဲဒီ graph တွေကစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုပြနေတယ် melatonin ဟာညဘက်မှာမင်းဆောင်ရောက်သွားတယ်လို့ပဲအသက်ကြီးလာတဲ့နဲ့များသူ့ရဲ့ထုတ်လုပ်မှုကတဖြည်းဖြည်းနဲ့ကျဆင်းလာတာပေါ့အဲ့ဒါကြောင့်လဲတက်ကြီးပိုင်းတွေမှာအိမ်မပျော်တဲ့ပြဿနာတွေပို့ပြီးဖြစ်လာရတာပေါ့ဒါမဲ့ခဏလေး melatonin ကအိပ်ဖို့ပဲအသုံးဝင်တာမဟုတ်ဘူးနော်သူ့မှာအန်အောစရာကုန်းလောက်တဲ့တခြားအကျိုးကျေးဇူးတွေလည်းအများကြီးရှိနေပါသေးတယ်သူကအစွမ်းထက် antioxidant တစ်မျိုးဖြစ်တယ်လို့ကိုခံစွမ်းအောင်မြင့်တင်ပေးတယ်နှလုံးသားမိုင်းကိုကူညီပေးပြီးကင်ဆာကိုတော့ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိတွေရှိနေပါတယ်ကဲအခုဆိုရဲ့အိမ်မောကြနဲ့ရဲ့ဦးနောက်ရဲ့ရိုးဝဲကဘာတွေကိုဆက်ပြီးတော့စူးစမ်းကြည့်ကြရအောင်ညာတိုင်းမှာကျွန်တော်တို့ကဒီအဆင့်9ဆင့်ကိုတန်တရားလဲပြီးတော့ဖြတ်တန်းကြပါတယ်အိပ်ပျော်ကားစားအဆင့်ခနဲ့တဖြည်းဖြည်းနှစ်ချိုက်စွာအိပ်ပျော်တဲ့အဆင့်နောက်ဆုံးအိမ်မက်မတ်တဲ့အဆင့်အထိကိုတညလုံးမှာအချင်းချင်းဖြတ်တန်းရပါတယ်အဆင့်နဲ့မှာဆိုရင်ဦးနောက်ရဲ့လှုပ်ရှားမှုကတော်တော်လေးကိုထူခြားပါတယ်ဒီမှာမြင်နေရတဲ့ sleep spindles နဲ့ key complexes လို့ခေါ်တဲ့ဦးနောက် line တွေဟာတနေ့တာလုံးတင်းယူခဲ့တဲ့မှတ်ဉာဏ်တွေကိုတင်းစီးပြီးတော့ခိုင်းမှစေတဲ့အရေးကြီးတဲ့ဖြစ်စဉ်မှာပါဝင်နေပါတယ်အရေးကြီးဆုံးအချက်ကတော့အဆင့်3နဲ့4လို့ခေါ်တဲ့နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်ပါပဲဒီအချိန်ဟာခန္ဓာကိုယ်အတွက်ပြုပြင်နေတဲ့အချိန်ပေါ့ပျက်စီးသောတဲ့ tissue တွေကိုပြန်လည်ပြုပြင်တယ်အယိုးနဲ့ကြွက်သားရည်ကိုတိဆောက်ပြီးတော့ကိုယ်ခံစွမ်းအားစနစ်ကိုအားပြည့်ပြန်ဖြည့်ပေးနေတဲ့အချိန်ပါဒီ hypnogram graph လေးကညတညတာရဲ့ခီးစဉ်ကိုဇလန်တပုတ်လို့လာပါထရိုးဖော်ပေးထားပါတယ်အိပ်ပျော်ခါစားကနေအဆင့်4ချီနှဆိုင်စွာစံတက်သွားလိုက်ပြီးအိမ်မက်မတဲ့ REM အဆင့်စီကိုပြန်တက်လာလိုက်နဲ့ဒီတန်တရားကိုတညလုံးအချိန်ပေါင်းများစွာထက်ခါလဲပတ်နေတာကိုတွေ့နိုင်ပါတယ် REM အဆင့်ဆိုတာကတော့ rapid eye movement ရဲ့အတူကောပါဒီအဆင့်မှာမျက်လုံးတွေကလင်းမြန်စွာလှုပ်ရှားနေပြီးအိမ်မက်တွေမက်ကခန္ဓာကိုယ်ကတော့ယာယီအနားယူနေပါတယ်ဒီအဆင့်ဟာကျွန်တော်ရဲ့စိတ်ခံစားမှုတွေကိုထိငိဖို့နဲ့စိတ်ပိုင်းဆိုင်ရာအားပြန်ပေးဖို့အတွက်အလွန်အရေးကြီးပါတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ခီးစဉ်ကိုအဆုံးမသက်ခင်မှာအိတ်ဆက်ချင်းဟာဘာကြောင့်ကျွန်တော်တို့ဘဝအတွက်အခြေခံအကြဆုံးနဲ့အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုအနည်းချုပ်ကြည့်ကြရအောင်ဒီဆရာကလက်တွေကြတဲ့လမ်းကြွန်ချက်တစ်ခုပါပဲကိုယ့်အသက်ရွယ်လိုက်လွယ်တဲ့အိတ်ချင်နဲ့ကိုက်ညီရဲ့လားဆိုတာကိုစစ်ဆေးကြည့်နိုင်ပါတယ်ကြည့်ပါဦးမွေးကင်းစားကလေးတွေကဒီနေ့ကို18နာရီထိအိပ်ဖို့လိုအချိန်မှာလူကြီးတယောက်အတွက်တော့9နာရီကနေ9နာရီထိလုံလောက်ပါတယ်ဒီလီလာချက်ကနေအဓိကမှတ်သားထားတဲ့အချက်ကတော့အိတ်ဆက်ချင်းဆိုတာဘာမှမလုပ်ပဲအနားယူနေတာတက်မဟုတ်ပါဘူးဒါဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်အတွက်မရှိမဖြစ်လိုအပ်တဲ့တက်ကြွလှုပ်ရှားနေတဲ့အားအင်ပြန်လည်ဖြည့်တင်းခြင်းဖြစ်စဉ်ကြီးတစ်ခုပါပဲဒီဆုံးသက်စကားလေးကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တဘာဝစီးချက်တွေကိုလိလူမရှုသင့်ဘူးဆိုတာကိုဖိမင်းထန်ထန်တတိဖိနေတာပါဒါကြောင့်ကိုယ်ခန္ဓာကိုယ်ရဲ့တောင်းဆိုမှုကိုနားထောင်ပြီးကောင်းမွန်စွာအိတ်ဆက်အနားယူခြင်းဟာကြားမှာပျော်ရွှင်တဲ့ဘဝအတွက်အကောင်းဆုံးယဉ်ကျေးမြုံနာမှုပါပဲဒီကြောင့်ရာကနေ
အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်တစ်ချိန်ပြန်တွေ့ကြပါမယ်